ဒါဒုံဝန်တစ်ခွက်ဆိုရင်သူရဲ့ fault ရဲ့ထည့်ရမယ့်စီပမာဏ80နော်80 cm နော်ဒီမှာ80 mm ကိုဒုံဝန်တစ်ခွက်နော် KPA က80 mm သူက plus minus 1ဆိုပြီးထည့်ရတယ်80 mm ပုံမှန် size ပေါ့သူတို့နည်းနည်းလေးရောပျော့လေးအီလေးဖြစ်ချင်တယ်ဆိုရင်69သူထက်နည်းနည်းလေးပုံမှန်ထက်နည်းနည်းလေးမှကျင်တယ်ဆို81အဲ့ဒါကြောင့်သူက plus minus 1ဆိုပြီးတော့ထည့်ရတာပုံမှန် size ဆိုရင်တော့80ပဲ80 mm ထည့်ရမယ်အဲ့ဒါဒုံဝန်တစ်ခွက်ဆိုတာ80 mm ဒါ80 mm ချိန်တာနော်ဒါထည့်လိုက်မယ်ဝေဝန်တန်အုပ်စုဆိုရင်တော့ဝန်တန်အတို့ချွေကြားတို့နော် FR တို့ Blade တို့ RS8 တို့အကောင်နေအုပ်စုကကြတော့60နှစ် cc ပဲ supply မှာနော် supply မှာဒီမှာတစ်ဖက်ကအစိတ် line အစိတ်တစ်ဖက်က line ကျ line အစိတ်ကအောက်ကထားမှာနော်